အားလုံးသားလေးစောပါကျွန်တော်ရခိုင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုနရီဇရာတော်ဌာနကနေတောင်းဆက်ပေးနေစပါရခိုင်ကမြို့နယ်ရှိုက်ခုတဲ့မနေ့မှာ90အတွန်းအဂရိမဆောင်ရီဂရီမွန်ဂရောင်းလူပေါင်း3သိန်းကျော်ရီဘေးသောနေရပါနာစိုက်ဘေးရှောင်းတီဒုက္ခနှစ်ဆကြုံနေရပါတယ်လီဆော်နမောင်တဲ့ခင်ရာရီကွာမြို့နယ်ကိုစိုက်အုပ်စုကလီဂရောင်းရီဂရောင်းကနေဆက်တိုက်ပိုက်ခိုင်းနေရတော့အရှိတီအပါအဝင်ခရောက်ရောက်ဒန်ရာရှိလာပါတယ်နွမ်းပါရီကြောင်းသားကြောင်းသူတီအတော့မေဘုံမျိုးကညော်လွန်ရှာအလောင်းအင်းဆိုရဲတရောင်းဆောင်မအပါအဝင်တခါစိတ်ဝင်စားဖို့ကောင်းရရခိုင်တရောင်းတီကိုအကျွင်အိမ်မက်ခိုင်ကတောင်းဆက်ပေးလာဖို့ဖိုက်ပါတယ်ရခိုင်ကမြို့နယ်ရှိုက်ခုတဲ့မနေ့မှာ90အတွန်းအဂရိမဆောင်ရီဂရီမွန်ဂရောင်းလူပေါင်း3သိန်းကျော်ရီဘေးသောနေရပါနာစိုက်ဘေးရှောင်းတီဒုက္ခနှစ်ဆကြုံနေရပါတယ်ရခိုင်ပြည်မှာပိခရရပိုက်ကစားပြီးကမိုးအစာမပရက်သိထင်စောရိုသင်းစွန်နဲ့မရီမတာမူဒီကောင်မရုနေရှကုထမနေမှာရီကီရီရှမ်မူဒီပေါ်ထင်စောဖိုက်ပေါ်နေပြီးကလူပေါတသိန်းကျော်ရီဘီသွန်နေမယ်လို့ကုညီကေဆေအဖွေတီနဲ့ဒေသခန့်ဒီဘကတီးရပါရယ်အခုဖိုက်ပေါ်နေတဲ့ရီကီမှုစောဝဘသမကာအီကဘာလုံးဆရာရီကီမှုခဲမဲစနိုင် Global FAS အရာနိုင်ပေါ20တွန်အဆိုရဆွန်ဆန်ရှင်တွန်ရီကီမှုဖိုက်ပြီးကအမရောဆွန်အန်ဒီရအဆွန်ဖိုက်တဲ့ခရရောအစောနဲ့အနီရောအစောကိုရောင်းနေစောပါအထူးသဖြင့်မွန်ဘရာမရာဦးကြောက်တော်ပုံနှကျန်းပလာဝဘူဒီတော်မော်ဒွန်နဲ့ရစီတော်ဒေတာဒီကရေကွန်နဲ့ကျွော်ဘောတရာဂျိုမှာရီလမ်မမှုန်တန်ကိုအလူလဲခန်းစားနေရပဲလို့မြေပေါ်မှာကုညီကေဆေရဲ့လုပ်ငန်းတီကိုလုတ်ကိုက်နေရစာရီစရာကိုဝေဟွန်ကပြောပါရယ်ရခိုင်ဆိုစောကနေပြီးဒီပေါင်လင်ကဲမြို့ဒေတာဖိုက်တယ်ပြီးရခိုင်ပေကဂျီရွန်လို့အများစုကပေါင်လင်ရှုံးမလို့ကိုအမင်ပရူပြီးတိဆောက်ထားဆိုများဒီအင်းကမိုးကကိုမြောင်းထားရတဲ့နဲ့မိရီစောနေပြီးကဝါဆိုရင်မိရီရှန်ပါရှန်ကြားလာတဲ့နဲ့ရောမင်းပိုက်ဒေတာကဂျီရွန်အများစုဆိုရင်နိုင်မလို့တင်ကိုခံရတယ်ဒီကမလို့နေရှိန်မလို့နေလောက်ခံရတယ်ရေမလို့ပေါ်နဲ့ဆိုကြောက်တော်မလို့ကများပါတယ်ဒီကျေစကားတော့နေဖက်တီကအောင်လည်းခံရပါတယ်ဒီလက်ရှိကျွန်တော်တို့ကလွန်တမမနဲ့စောင်းနေရဆိုကမူရာအေပုံစံမျိုးနဲ့မရဲပဲနဲ့အာဆက်တိုင်းကတူလို့လာဖို့ဆိုပြီး review မှာ test ကတူလာဖို့လို့ယူဆပါတယ်ခဲမင်းကလူတွေတသိန်းလောက်တို့ခါဒီ review တွေကိုခံစားရဖို့လို့ပြောစားမူကီဘီကမရီကီမူဒီကောင်ဘရိခရဲဂျလိုက်လာကိုအာနီတီလူ၃ယောက်တိဆုံခရဲပိုင်လန်တထာတချို့ပြစီစုံနဲ့မေပူဆိုဒီကိုကွန်တီနီယာရဲလို့ AE လူသားချွန်ဆန္ဒထောက်ထားရဲယုံ HDCO ကထုတ်ပြန်ထားပါရယ်ယောဘရဘရိခရဲဂျလိုက်လာငါရာနီကလည်းကြောက်ဖူရမ်ဘရီတကုံနဲ့သန်တေးမှုနေဒီမှာလီဆွန်နမောက်တိုက်ခိုက်ခါဆိုကြောင်းနီနရာလီစီလောက်ပြစီခပါသိမ့်မယ်လက်တော်မှာတော့ခါစိုက်တဲ့မုံနဲ့အနိပန်ဝင်းဂျုံကိုအန်ဒရီဇွန်ဖရိုက်သဲမဲထားပြီးကလင်မရိုမိုင်းနဲ့ဂိုက်စပါနေဒီမိုက်တီဆိုရီစီကကောက်ကီနီပိုင်စိုက်ပြုတ်မီဟက်တာ3000ကျော်လဲပြစီနိုင်ခဲ့ရှိပါရယ်ဒီပါအခရီနီတီကောင်အယောင်ကိုင်းနီဒုခရောင်းနေခဲ့တဲ့စိုက်ပိချောက်ပေသူတီမှာနေရထိုင်ခေါနဲ့စားနိုင်ခါအခါခေနဆာပူမွန်ကွန်ကီနီရရဲ့တော့အရခပေသူတော်ရဲအဆိုရအနေနဲ့တနက်သမျှကူညီပြီးဖို့ကျောက်တော်မရုခန့်အမျိုးသမီးတယောက်ကပြောပါရယ်လာရှိအနေအခါအရာတော့ကဒီဒီမိုးခရီးကြီးနေအတော်နဲ့အယောင်ကားပေါ်နေရထိုင်ခေါဒီအဆောင်မပြေလူကြီးရှိနေရခါအခုလာရှိအခင်းနေမှာလေပို့လို့ဆွနေဒီလူကြီးကိုစာနေရိခါကြီးနေရထိုင်ခေါတဲ့အဓိကတော့ကတဲနိုင်ရင်တဲဆက်နိုင်တဲ့လောက်စာရေးကာလအချိန်ခါမှာပြပြကိုနေမပြနိုင်ရတောင်မှတဲဆက်နိုင်တဲ့လောက်ကိုနေပြည်စီချောင်းရလို့တော့ပြောချင်တယ်မိုးလိုသာပီယန်ရှော်ဒီနဲ့ HGCOE တတိပိရှာရာရခိုင်မရပိုက်ဒေသမှာ review and ပိုပြီးကဆိုရလာနိုင်ပြီးက rewashing ဆိုတပဲကြောအထီကမွန်နိုင်လို့သိရပါရယ်ယောင်က review သောပီသူဒီအနေနဲ့မွေနဲ့ comment ကောက်ပါအစိရှိတဲ့တဝတီ and ကိုအထူးတတိပုကေဖို့နဲ့အခရိကန်စာနာရိခါသေရှောင်းရဲ့တာသွန်ရီစီဝတီနဲ့အရီကီရဆာရောစတန်တီကိုကုတွန်ဆူဆော့ပြဆောင်ထားခဲ့ဖို့လိုအပ်ပါတယ်ကျွန်တော်ရှောင်းမစင်ပါလီဆော်နမောင်တဲ့ခင်ရာရီကွာမြို့နယ်ကိုစိုက်အုပ်စုကလီဂရောင်းရီဂရောင်းကနေဆက်တိုက်ပိုက်ခိုင်းနေရတော့အရှိတီအပါအဝင်ခရောက်ရောက်ဒန်ရာရှိလာပါတယ်
ရခိုင်ပြည်တောင်ပိုင်းဂွမ်မြို့နယ်မှာဘရိခရီဇူလိုင်လ9ရက်နေ့ကလီဆောင်နမောက်တိုက်ခိုက်မှုကြောင့်ပြည်သူတီဤနေအင်ကျစီဆုံးရှုံးမှုတီအပရွန်လက်ရှိမှာလေမိုးဆက်တိုက်ရော်သွမ်းမနာရီဂရီမီပရိုမုန်တီအန်ဒရီနဲ့ဆိုရီနေရပါတယ်အခုပိုင်တဘဝဘေးတံကိုလူထုကအလှအလေးခံစားနေရတဲ့ဂရကပွန်စိုက်အုပ်စုစာအရက်သားပြည်သူတီရှိရီဒေတာကိုလီဂရော်ရီဂရောင်းကပါမဆောမခရွန်ဆက်တိုက်ဆိုရီပိုင်တိုက်ခိုက်မှုတီလှုပ်ဆောင်နေရလို့သိရပါတယ်ရိခရီဇူလိုင်လရှိုင်ရနီမိုးတော်ပိုင်းကစားပနာမွဲလေးပိုင်းအထိမြန်မာရီဒက်ကစိုက်ရရင်လေးစီစာရခိုင်ပြည်ကွာကန်ခရီနဲ့အီရာဝတီတိုင်းဘော်မီကန်ခရီတလျှောက်ကိုလေပက်ပနာလက်နက်ဂရီအကရင်ရီ60နီးပါးလောက်ရန်တန်ပိုက်ခတ်ခါပါရယ်အခုပိုင်ပိုက်ခတ်မွန်ဂရောင်းလက်နက်ဂရီဂျီတီစာဂရင်ဒလီမရိုအမက်တုံးရက်ကွက်ထိကိုကြားရောက်ပောက်ခွေခါပနာငေါနိုင်အရေအရှိတယောက်နဲ့မမလေးယောက်အပေါအောင်ဝအရက်သားပြည်သူခရောက်ရောက်လက်နက်ဂရီဂျီဇာတီမန်တရာရာရှိခါရီလို့အရခတက်တော်အေကတတော်ထုတ်ပြန်လိုက်ပါရယ်ရပရိကေဇူလိုင်လခနယ်ရနီညပိုင်းမှာလေစိုက်အုပ်စုစောဂွမ်ရိုနေနဲ့ကြောက်တိကျွော်ပန်ဝင်းကြုံကိုဂျက်ဖိုက်တာ2စီးနဲ့2ဂရိတ်တိုင်းလာရာပုံဂရိတိုက်ခိုက်ခါစားပါစိုက်တွဲမှာမွတ်စလင်3ယောက်ကိုစိုက်အုပ်စုကထက်ပနာဖမ်းဆီးလိုက်ပါရယ်ရခိုင်ပြည်စိုက်တွဲမြို့မှာဘရိခရီရက်ပိုင်အတွန်းမွတ်စလင်3ယောက်ကိုစိုက်အုပ်စုကအကောက်ပရရှက်မရှိဘဲထဲလို့ဖမ်းဆီးခါရီလို့ဒေသခံဒီဘာကသိရပါရယ်ဘရိခရီဇူလိုင်လ10ရက်နေ့ကစိုက်တွဲမြို့မှန်စီလန်းဆောင်ရေးစခန်းကရီတက်ဖွဲဝန်တီစာအမ်ဘာရီရာကိုလာရောက်ပနာအသက်35နှစ်အရွယ်ကိုဆူရောအာလောင်နဲ့အသက်42နှစ်အရွယ်ကိုဘီဟူဆောင်ရိုကိုအင်ထေမာပွန်ဝန်လို့ဖမ်းဆီးလာစားပါရပရိကေဇူလိုင်လခရဝဲနေကလေတက်ကေဘွန်ရာကအသက်30ခန့်နဲ့အရွယ်ကိုဇော်မီဟူဆောင်ကိုမူရိုက်စီဝအကောက်ပရရှင်နဲ့စိုက်အုပ်စုနဲ့ကြေရော်အုပ်ရှော်ရီမူတီကဖမ်းဆီးခေါ်ဆောင်လာခပါရယ်စိုက်တွေမရောမှာစိုက်အုပ်စုစာစိုက်ပေးရှောင်းနေတဲ့ဒေသခံရခိုင်လူမျိုးတီနဲ့မွတ်စလင်တီကိုလာစင်ဆိုရီပိုင်အကရာအမရမပရာဗနာဆက်တိုက်ဖမ်းဆီးနေစားပါဖမ်းဆီးခံရရီလို့အများစုစာပြန်လွဲလာစောမျိုးမရှိတဲ့အပရွန်စိုက်မှုထက်ဖို့အတွက်ပါအဓမ္မစီလွဲခံနေရရီလို့ဒေသခံတီကပြောခဲ့ပါရယ်ရခိုင်ပြည်ကျောင်းပရိုမိုနီအတော်နှစ်ဖက်ထိထိတိုက်ပွဲတီယာယီရဲတက်နေကြလေအရခတက်တော်အေအေကအာနာသိစိုက်တဲ့စိုက်ဂရောင်းတီကိုစနိုက်ပါတီနဲ့ပိုက်ခတ်တိုက်ခိုက်နေတဲ့တော့ဂရောင်းစိုက်တဲ့ဖက်ကတိစုံမှုတချို့ရှိနေပါရယ်ကျောင်းပရိုမိုနီတောင်ပေါ်ဦးစခန်းအနာကအဝါတောင်ကြီးရွာပန်းဝင်းကျော်မှာဇွမ်လာနောက်ဆုံးအပက်ကထိတွေ့တိုက်ပွဲတချို့ရှိခါဘရီရီနောက်ဇူလိုင်လတရဲနီကနေခရရဲနီအထိနှစ်ဖက်တိုက်ပွဲတီငွေတန်းနေစားပါရောက်ပိုင်တိုက်ပွဲယာယီရဲတက်နေပြီအချိန်မှာအေအေကမိုးရွာသွဲနေစောက်ကိုအခွန်ကောင်းအဖရိုက်အတုံးချပနာအဝါတောင်တိုင်ရှောင်းနဲ့မော့ဘရအနီနာကအာနာသိန်းစိုက်သားတီကိုစနိုက်ပါတီနဲ့ပိုက်ခိုက်တိုက်ခတ်ခါဆောင်ဖရိုက်တယ်လို့မီဘရွန်ဆိုင်ရီတတော်ရမ်ရိုက်ကနရီစရာကိုပြပါရယ်အာနာသိန်းစိုက်တက်စာတောင်မော်ဦးရေတက်ကနေတဆောင်းအေအေထိန်ရှုံထားတဲ့စနေမျိုးဖက်ကိုဂရီရီလီညက်ပနာအော်အမြာအပရာနဲ့အနေဆုံး3ဂရီထဲမနေထိုးဆိုင်ဆောင်ခါကလေးအကြအဆုံးမြပရာခါရီအတော်ကြောင့်ထိုးဆိုင်ကိုရန်နာထားရစားပါလက်ရှိမှာတော့ခါတောင်မော်ဦးရေတဲ့စခန်းအနာအဝါတောင်ရွာပန်ဝင်းကျော်မှာအော်လေးရာလောက်နဲ့ယာယီစခန်းတီဆောက်လုပ်ပနာခန့်ဆိုင်ပြောင်စော်နီစာဖရိုက်ပနာယောင်စခန်းတီကိုအေအေကစနိုက်ပါနဲ့အလိုက်ဝန်ရောက်ပိုက်ခက်ခါစာဖရိုက်ပါရီစိုက်တက်ဖက်ကတော့ခါအေအေစနိုက်ပါပိုက်ခတ်မှုဒန်ကိုကန်နီရာရီအပရွန်လျက်တပြက်တန်ပရန်ထိုးဆိုင်တီရောက်ရှိလာဖို့စောက်ကိုစိုးရီရီအတော့ပန်းဝဲကြောင်ကြေးရာတီကိုလက်နက်ဂရီတီနဲ့ရန်တန်ပိုက်ခက်စာဒရုံတီနဲ့ကောင်းထောက်စော်တီကိုရန်ဖန်ရခါပူလုံးနေပါရီရပိုင်းလူနီကြေးရာတီစာတောင်ကြောင်တီနဲ့ဖုန်ဂရီကြောင်တီကိုပိုင်မဲ့ထောက်ပနာနင်းဆိုင်ဘုံဂရီတိုက်ခိုက်နေရအတော့ရခိုင်ပြည်အနှမ်းမှာအပရိုက်မေအရတာပြည်သူတီနဲ့အရှိတငယ်တီနင်းတိုင်းဆိုရပိုင်းထိခိုက်တီဆုံးမှုတီရှိနေရရပိုင်းဒေသခံပြည်သူတောင်းနေရှိစော်လေးစိုက်ပေးတင်ရှောင်နေကြရပါရီပထမဂရိန်အရခလောင်ဘော်ခေါ်အရခတီပထမဆူရာရှိရဲဒေါ်မာတန်ရီကိုစုဂရိငွေကျပ်သိန်း9ရာတီတီကိုအရခအခွင့်ဌာနကအင်ဒန်ရာရောက်လာရောက်ပနာရှိမခပါရီယောင်စုံငယ်ကိုဒေါ်မာတန်ရီဤခေါင်ပွင့်ဖရိုက်တေဦးအေးလွန်အပါအဝန်မေတ္တာစုတီကလက်ခံရာယူခါစာဖရိုက်ပါရီပထမဂရိန်အရခလောင်ဘော်ဖွန်ပွေဤပောင်မေးနယ်ဘစာ3နိုင်3ခရောက်9နိုင်နဲ့ပထမစုကျပ်သိန်း9ရာကိုကျောက်တော်မြို့တိုက်ရက်ကွက်ကဒေါ်မာတန်ရီဆွဲခုခါစာဖရိုက်ပါရီဒေါ်မာတန်ရီစာအရခတီလောင်ဘော်လက်မဲနှစ်ဆောင်ဝေယူခါရီအထက်ကတစောင်းကိုကန်ထုခါစာလေးဖရိုက်ပါရီဒုတိယဆုဖရိုက်တေကျသိန်း3ရာဤပောင်မေးနယ်ဘစာတိုက်ခရောက်လေးရှိုင်းနိုင်ဖရိုက်ပနာမြေပုံမြို့နေကန်ထောင်ဂရီမြို့ကဦးနေဝွန်ထွေးကကန်ထုခါစာလို့သိရပါရီ
တာတီယာဆုကျဲသိန်းနရာဤပေါင်မင်းနယ်ဘက်ကတော့ခါသူများခနိုင်ကိုခရောက်လီငါဖိုက်ပါရီဒုတိယအဂရိန်အော်ဂိုလာတရဲနီမှာဖုံဖိုအရခါတီလောင်ပေါ်ပထမဆုကိုတော့ခါကျဲသိန်းခနိုင်ရာငေါ့စီအထိတုံမလိုက်ပါရီရပိုင်ယာဒုတိယဆုကိုကျဲသိန်း9ရာတာတီယာဆုကိုတော့ခါကျဲသိန်း4ရာစတုတ်ထဆုကိုကျဲသိန်း3ရာအပါအဝစူပေါင်း40ခရောက်ဆုအထိကိုတုံမထားရီလို့လည်းသိရပါရီနွဲပါရီကျောင်းသားကျောင်းသူတီအတော့မေပုံမျိုးကညော်လွန်ရှဲအလွန်အင်းဆိုရီတတုံးဆောင်ပါကိုလေးတောင်းဆက်ပေးလာပါမယ်အရကနာကတော့ချင်းစားဆိုတာတဲပြေစားဆိုလောဝတီလောအော်လိုက်လူလောလောဒေတာတော့မတင်ရီမူတီနဲ့အခါခေပေါင်းစုံအကားကရခိုင်ပြည်ထမှာပညာသွန်ကဖို့ရုံးကဲနေရတွေနွဲပါရီတောင်းသူတောင်းတာတီနဲ့စိုက်ပိရှောင်အရှိတရတော့မျော်လွန်ရှာအလွန်တော်တကူပေါ်ထောလာခပါရီရောရှောင်းကတော့ခါရခိုင်ပြည်မီဘုံမလို့နေမှာနွဲပါရီတောင်းသူတောင်းတာအရောက်တရာတော့အခါမိပညာသွန်ကခွန်ရဖို့စာသွန်ကြောင်းတကြောင်းကိုဖွင့်လိုက်ဆိုဖိုက်ပါရီရောကြောင်းကိုလေးဝရီမျိုးရှိုက်လူငယ်ပညာရေးဖောင်ဒေးရှင်းကနေလို့ရိခါရီဇူလိုင်လနရာနီကနေစားတော်ပရိကျောင်းအဲလာခင်ပနာဖွန်လိုက်ပြီးခါဆိုပါအခုနိုင်2020ခရောက်2020ခနိုင်ပညာသွန်လိုက်ရတော့လာရှိမှာတော့ခါသူငယ်တဲ့ KG ကနေ grade 9အထိကျောင်းသားကျောင်းသူစုစုပေါင်းခနိုင်စီနဲ့4ယောက်ကျောင်းအဲနဲ့ထားပြီးပြဖိုက်ပါရီအတန်အလိုက်ကျောင်းသားဥရီခွေတန်တီရှိနေပြီတဲမဲထားရီကျောင်းသားဥရီအရောက်တရာပရိမင်ဖို့တော့ကျန်ရှိရီအရှိတီးကိုလေစားလို့လာခင်ပြီးနေတော့ဖိုက်တယ်လို့လေးဝရီမျိုးရှိုင်လူငယ်ပညာရေးဖောင်ဒေးရှင်းပရန်ကာရီတာဝန်ခံကိုကျော်ဆင်ဝါကနရင်စရာပပါရီတကယ်အဓိကကျွန်တော်တို့စာတန်လိုက်ဆိုသည်ငွေကြေးမတတ်နိုင်လို့ပညာတန်ခွန်ဆုံးရှုံးနေအရှိတီးကိုအဓိကဥထိုက်ထားပါတယ်တချို့မိသားစုတီးဆိုလို့ရှိခဲ့စိုက်ပွဲကမှနေပြီးအမိဖာတီကအသားဆုံးရှုံးလို့ခါတယ်ကြံရှိလိုက်တဲ့သားသမီးတီးကြံလိုက်တယ်တချို့ဆိုခဲ့မှိုင်းအန်ဒရီကကိုလောင်းကဆုံးချုံလို့ခါတယ်ဒီကသားသမီးတီကိုပညာမတန်ခါနဲ့ဖိုင်းနေရရပါစားတီကိုအဓိကဥထိုက်ထားပြီးကျွန်တော်တို့လေးဝီမျိုးရှိုက်လူငယ်ပညာရေးဖောင်ဒေးရှင်းကျောင်းမှာခေါ်တန်ပါတယ်အခုပိုင်မိုးရာတီကာလာမှာအရှိတီပညာသွန်ကားနိုင်ဖို့တော့အခါခေတရှူလေးရှိနေပါသည်ွေလာရှိမှာကျောင်းသားအယောက်ခနိုင်စီအတော်ရာစာအုပ်နဲ့စာရီကရိယာရာရှိထားသည်ွေအတော်နဲ့ကျန်ရီအရှိအယောက်3စီစာတော့ဖဲစာအုပ်တီအပရွန်အရှိအရောက်တရာဇလုံးတော့ထီတီအရေးပေါ်လိုအဲနေရလို့ကိုကျော်ဆင်းဝါကနရင်စရာကိုစာပရပါရီအခုမူရောကာလာဆိုကြရအရှိတီတချို့ဆိုကြကျွန်တော်တို့ကျုပ်ဖွန်ထားတဲ့နေရာနဲ့ရအရှိတီကျုပ်တက်လာနေရာကဝီရေဆိုတာကမူရောကာလာမှာဆိုကြရအရှိတီထီမပါဖနဲ့မပါပဲလာရကြမနိုင်ကဆိုလို့ရှိရလေကျွန်တော်တို့ရအရှိတီတော့ထီမဟုတ်ကြတော့ကျွန်တော်မကလာကိုရောက်ဒီလောက်လိုက်တယ်မကလာတယောက်တစ်ချက်စားတယောက်တစ်ချက်ကြပါရင်โอเคထီဖနဲ့တီဆိုကြလေတော့ကျွန်တော်တို့အစီအစဉ်ပြီးလိုက်ပါတယ်ပဲပုံစံမျိုးတီပါအိမ်နိုင်ခါလေးတော့ကျွန်တော်တို့အကောက်ဆုံး price ကို closer ထားပါမလားရတဲ့နဲ့အခုလာရှိလိုအဲဆိုမျိုးကတော့ကရအရှိတီကောက်မုံကြောက်တနိုင်ဖို့တော့အမို့က price တီကိုလိုအဲနေပါတယ်နောက်တစ်ခုကနေပြီးဖနဲ့တီကိုလည်းတော့ကျွန်တော်တို့လိုအဲနေပါတယ်ရောအပရွန်ဘရိခါရီနိုင်ကKG ကနေ grade 7အထိရာသွန်ကရာပိခါကြီးလေဒီနိုင်မှာတော့ခါမိဖာတီကအာကို degree တောင်းဆိုစော ground grade 8နဲ့ grade 9အတင်းတီကိုပါတိုးရှိသွန်ကရာပိနိုင်ဖို့တားဆိုင်ရာမျိုးနေပညာရေးမှုယုံကိုခွန်ပူရှာတွန်ပရာထားရီလို့လေးဆိုပါရီပညာရေးနဲ့အလင်းဝိမလာစီဖို့ကူညီပြီးနေရီလေးဝရီမျိုးရှိုက်လူငယ်ပညာရေးဖောင်ဒေးရှင်း ED အစီအစဉ်စောအခါခိကရာကရခိုင်ဒေသခင်အရှိတီအနာဂတ်တော်တော့ခါလုံးဝအဖို့တင်ရီပညာရေးအလွန်အင်တခုဖိုက်ပါရီအကျွမ်းမင်းတော့ခင်ပါဒီတစ်ပတ်ကျွန်တော်နရီစရာတတော်ဌာနကတောင်ဆက်တဲ့ရခိုင်အစီအစဉ်ဒီမှာပုံပြီးဆုံးပါရအကျွမ်းအစီအစဉ်ကို DVB ရုပ်သံလိုင်းမှာအပတ်စဉ်တတော်ကနေနေတိုင်းမိုးသားရှိုင်းနာရီ45မိနစ်နဲ့မိတ်ဆီမာရုပ်သံလိုင်းမှာအပတ်စဉ်တတော်ကနေနေတိုင်းညရှိုင်းနာရီမိနစ်30မှာဂရီရှူအပေးနိုင်ပါရယ်စောင်းမြောက်ဂရီရှူအပေးခခဲ့တဲ့မိဖပြည်သူညီကိုမောင်နှမတီအားလုံးကိုကျေးဇူးအများကြီးတောင်းပါရယ်နောက်တစ်ပတ်မှာလေးပြန်လို့ဆုံတွေ့ခဲ့ပါမယ်